ကျွန်တော်တို့ကုန်းဆောင်ရွာမှာရက်ွက်ကြီး9ရက်ကွက်ရှိတယ်ညံကန်ရက်ွက်တဲ့စက်တန်းရက်ွက်တဲ့တတိယရက်ွက်တဲ့ဈေးပိုင်းနဲ့နောက်တစ်ခုကရွာသစ်တဲ့ဆရာတော်ဘုရားကြီးကတနေ့တော့တကြီးခေါ်တယ်တကြီးခေတ်ကတကြီးလောင်မင်းတို့စလင်းတို့စင်မြူကျွန်းတို့ကဇက်တွေငှားတာဘယ်လောက်ပေးရလဲတကြီးဈေးကြည့်ပါဗျာတဲပို့ဆောင်ကားလည်းကြည့်ပါဗျာဒီနေ့စွန်းသိမ်းပွဲကြရင်အဲ့လိုမလုပ်နဲ့ဇက်မငှားနဲ့တင်ပါဗျာငါကြောင်းဝိုင်းထဲမှာရရွာကခလေးတွေဗုဒ္ဓဝင်နဲ့ပတ်သက်တာကကြပါစေကွဟာကောင်းပါဗျာတပည့်တော်မနေ့ပြန်အစည်းအဝေးခေါ်ပါမယ်ဗျာတကြီးကဥစိန်မောင်းထုတော့နောက်တနေ့အပိုင်းတစ်ပိုင်းကို2ယောက်စီလာတကြီးအိမ်လာတော့10ယောက်ပေါ့အပိုင်းက9ပိုင်းက10ယောက်ကဲဆရာတော်ကြီးကတော့ဒီလိုမိတ်ပြီခင်ဗျားတို့ရက်ွက်ထဲကလူငယ်တွေဘာသာသာသနာနဲ့ပတ်သက်တဲ့ဇလန်းတို့လေးတွေနိုင်ဝတ်စာကကဲစတန်းဖြစ်ပါတကြီးဟာစီစဉ်ရုံပေါ့စွန်းသိမ်းပွဲလည်း15ရက်လောက်လိုပါသေးတယ်ဖြစ်ပါတယ်ပေါ့ညံကန်ကရောညံကန်ရက်ွက်ကသူများလှုပ်လို့ရမှာပေါ့တကြီးကဆက်ရွာသစ်လှုပ်တာပေါ့စဉ်းစားအောင်မှာပေါ့လေတကြီးစဉ်းစားတော့မလုပ်နဲ့ဆရာတော်ကြီးက9ပိုင်း9ရက်ွက်ဖြစ်ပါစေပြောတယ်တထေးတန်းဆိုကျွန်တော်တို့ရက်ွက်အင်မတန်စင်းရဲလုံးတော့တကြီးကရွေ့ပေးထားတာနာမည်ကတထေးတန်းကကျွန်တော်တို့ဘာကြီး2ယောက်ကခေါင်းကုတ်ကျွတ်တို့ပိုင်းကတော့မဖြစ်ပါဘူးတကြီးရဲ့လူတွေမှစားဖို့အနိုင်နိုင်ခမရဗုဒ္ဓဝင်ဇတ်လမ်းဘယ်လိုလုပ်ကမလို့ဒီနေ့ထွက်မရှာဒီနေ့ငတ်တဲ့ရက်ွက်အဲ့ဒါကြုံမသိဘူးခမရတာဆရာတော်ရှောက်အခုခမရဒီမှာလက်မှတ်ထိုးသွားဆိုတော့အဖိုးကြီးနဲ့လက်မှတ်ထိုးခဲ့ရတယ်ကပါမယ်ဒီနေ့စီဝေးပြီးပြီဆိုပြန်လှော့ဘိုးကြီးနဲ့ခေါင်းကိုပြီးတော့စဉ်းစားတော့ဘိုးကြီးတယောက်ကပြောနေဦးကျွတ်တို့စီဆက်ကရတဲ့ကောင်တစ်ကောင်ရှိတယ်တာတွန်းလေပြောဒီကောင်ရှာရင်တော့ဟိုနာကလိုက်ဒီနာကလိုက်တော့ဒုဘဝိုင်းဥစီဝိုင်းနဲ့ကတဲ့ကောင်အနုပညာစိတ်လေးတော့ရှိတယ်တာတွန်းမေးကြည့်အောင်ဗျာတာတွန်းကဘယ်မှာတော့တာတွန်းကဘုံဆိုင်မှာရှိမှာပေါ့ရက်ဆိုင်ရှိမှာပေါ့လိုက်တော့အောင်ဆိုရွာထိပ်ကရက်ဆိုင်လိုက်တော့တာတွန်းကခေါင်းဆိုင်နေတာတွန်းမင်းကိုရှာလိုက်ရတာကွာဘာလို့တော့ဘာကြီးရဲ့အများတို့ကလည်းဓမ္မောင်ဘာဖြစ်လို့တော့အခုရှင်းပြဘုန်းကြီးကအဲ့လိုတဲ့ကွာဘုန်းကြီးကအဲ့လိုဆိုတကြီးကအဲ့လိုတဲ့တကြီးကအဲ့လိုဆိုတော့သူများကိုတည်းကအဲ့လိုတဲ့အဲ့တော့ငါတို့ရက်ွက်ကဘယ်လိုလုပ်ရမှန်းလည်းမသိဘာမှလည်းမရှိပတ်စံလည်းမရှိနာမည်ပေးရမယ်ပြောနေပြီတကြီးကနောက်ပတ်စီဝေးမှာနေဦးဗျာကျွန်တော်လည်းတောက်လိုက်အောင်မဘာကြီးတို့လည်းချဘာကြီးတို့လည်းတိုက်ရပြီဘာကြီးဟာမင်းဟာရတော့လည်းချက်ချင်းမှလားသွားတကြီးကိုအခုသွားပြောလိုက်ဟာဘာတော့သွားပါဘာကြီးတယောက်ပြီးတဲ့ဆက်မှာတကြီးကိုသွားပြောလိုက်စရင်ပေးလိုက်တော့ဘာတဲ့တော့နမိတ်ကြီးလေးရင်ဗုဒ္ဓဝင်အမလေးကြီးကြရတာကွာဟုတ်ရဲ့လားမင်းဟာသွားပြီးရဲ့ဆက်မှာဟဲ့ကောင်နမိတ်ကြီးလေးရင်ဗုဒ္ဓဝင်ဘယ်လိုလုပ်မှာတော့ကြောဒုက္ခပဲမင်းရဲ့ပတ်စံတပြားမှမရှိဘူးမင်းဘုံဆိုင်ရနေနမိတ်ကြီးလေးရင်ဗုဒ္ဓဝင်လို့မင်းနမိတ်ကြီးလေးပဲလုပ်မဲ့ကောင်တွေကကျွန်တော်တကယ်ချင်းနေရှိတယ်လှမောင်ကသူတွေလုပ်လိမ့်မယ်ဒီကောင်ရုပ်ကငကောလည်းသူတွေရုပ်ဟုတ်ပြီငတိုးကသူနာလုပ်လိမ့်မယ်ဒီကောင်ဘယ်တော့မှမြဲတွင်းချောင်ကြီးနဲ့ဘယ်တော့မှဝရတယ်မရှိဘူးဒီကောင်သူနာလုပ်ခင်ဗျတရုပ်ပါလိုက်တာမှဟုတ်သားပဲစံလှကသူ့ကိုရုပ်လုပ်လိမ့်မယ်လူရငယ်တာဒီကောင်ဖိုးရုပ်နေတယ်ဗျာခင်ဗျဘာကြီးသိပါလဲဟုတ်ပြီပေါ်တာကခောက်ဝရဟန်းလုပ်လိမ့်မယ်ဒီကောင်ကရုံးတော့တုံးရမှာပေါ့ဒါတို့သူမိဘတို့ပြောမှာပေါ့လောက်ကြပါမလားအရက်တောက်ရင်အရက်တိုင်ရင်လောက်တယ်ဒီကောင်တွေကမပူနဲ့ကျုပ်ကလည်းဒီကြားထဲစီယုံထားမယ်နေမင်းရပါလို့မှာကျုပ်ကတိတ်တတ်ထားလीတိတ်တတ်ထားမင်းမူးနေလို့ကောင်းမှမလားဘာကြီးအဲ့ဒီတော့မသောက်ဘူးဗောဗျာခင်ဗျအခုကတိတ်တတ်ထားတကယ်မှမဖြစ်သေးတာအဲ့တော့စီစဉ်ကဘယ်လိုမှမဟုတ်နားဥယျာဉ်နဲ့ကျုပ်ကကျွန်တော်ကထတိတ်တတ်ထားမင်းသားဥစ္စာနဲ့ရက်နေုံပဲလေသူကသူပက်လက်လန်နဲ့တွေ့တာစီစဉ်ကြင်ညာတဲ့လူကခုချိန်မှစ၍တထေးတန်းရက်ကွက်မှာတင်ဆက်သောနမိတ်ကြီးလေးရင်ဗုဒ္ဓဝင်တခါရပြတ်စတင်ပါပြီဆိုဘောဆိုဘာကြီးတင်လိုက်ကားလိုက်ကိုတင်ခိုင်းလိုက်အဲ့တော့ဒါဟုမြင်ပြီးကျွန်တော်ကခေါင်းလေးညှိပြီးတော့ကားပြန်ချလိုက်လေတော်ပြီပေါ့ဟုတ်ပြီရကောင်းသားဟုတ်ပြီပေါ့ဟုတ်သားပဲဒါတော့မင်းရှာဂျူနပ်ပြီးကတခွက်စီထားချကြစို့တကြီးစီသွားတော့ခတ်ထောင်နဲ့သွားပြီးလူကနောက်လန်နေပြီးတာထုံးကတိုက်လှုပ်လိုက်လို့တကြီးငါတို့ကရပြီလားရပြီဘောတင်လိုက်ခမရလက်နဲ့တင်လိုက်စမ်းဘာလဲတော့နမိတ်ကြီးလေးရင်ဗုဒ္ဓဝင်ဟုတ်ရလားဟဲ့ကောင်တွေကဘုန်းကြီးဆက်ခါမယ်နော်တင်လိုက်စမ်းပါထားပါတော့တို့ပြောကြပါတော့တကယ်ကမယ်ရဲ့ရောက်
ရောက်တော့ညံကန်ကကိတာဂေါရမီကောင်းလိုက်တဲ့ကလေးတွေကြည်စမအောင်ဟုတ်ပြီစက်တန်းကလည်းချမ်းသာတော့မဟာတို့မဲပေါက်ခန့်ကောင်းတယ်ဟာရွာတဲ့လက်သား900ဈေးပိုင်းကလည်းတေရီဝဝါနိစရွဲကုံတဲ့ဆက်ကလေးတွေတော်လိုက်ကြတာဆရာတော်ကြီးကလည်းကျောင်းပေါ်ကနေပြုံးပြုံးကြည့်ကိုနေဝါဘာသာစိတ်သာသနာစိတ်ဝင်ကြပြီစီစဉ်ကျင်ညာတဲ့မင်းကလေးကကျင်ညာပြီအခုနောက်ဆုံးနေနေကျမတို့ကုန်းဆောင်ကျေးရွာကတထေရန်ရက်ွက်လူငယ်များဦးစီးသောနမိတ်ကြီးလင်းရင်ဗုဒ္ဓဝင်တခန်းရပြတ်ဆက်တခန်းရအော်ပရာစတင်မှာဖြစ်တဲ့အတွက်ရှုစားကြည့်ရှုတော့မကြပါရှင်ပေါ့လိုက်ကကြီးတက်သွားတာတုံးကဟုတ်တယ်မင်းကြီးမင်းသားဝတ်စားနေမူးလို့ခေါင်းဆိုင်လို့တိတ်တထားမင်းသားဖះမဖြစ်ခင်တောက်ရတယ်နဲ့ဒီပါရဲ့တန်လက်ကြီးကိုင်းပြီးခါထောက်ပြီးရတယ်ဘာနမိတ်မှမရှိဘူးသူတွေလည်းမရှိသူနာလည်းမရှိယဟန်လည်းမရှိတာတုံးနဲ့ဟိုကြည့်ဒီကြည့်နဲ့လူကြားတဲ့လိုက်ကြည့်တရားမှမရှိဘူး9မိနစ်လောက်ကြာတော့လိုက်ကကြီးဝုန်းဆိုကြာတကြီးကအဲ့ဒီ4ယောက်နဲ့လူကြီး2ယောက်ပေါင်း6ယောက်ကျိုးတုတ်ခေါ်ခဲ့စမ်းနော်ဟိုကျကျိုးတန်းလန်းနဲ့လူကြီး2ယောက်ကလည်းကျိုးတန်းလန်းနဲ့နော်လူကြီးကလည်းမေးတကြီးကစစ်မင်းတို့ဆရာတော်ကြီးတော့အာနာကိုကောင်းတယ်ဘာဟုတ်တာတော့မင်းတို့နမိတ်ကြီးလေးရင်ဆိုပြီးတော့မင်းကတိတ်ကြထားတော့ရှိပါရဲ့နမိတ်တွေကဘယ်မှာတော့ဟာမနေ့ကဒီကောင်လေးနဲ့တပည့်ကျွန်တော်နဲ့တေချာညှိတာပါတကြီးကလာလို့မပြောပါတယ်အခုဒီကောင်လေးကညာဦးကျွန်တော်ချော့တာကိုလာကပါမဲ့ပြောပေမဲ့ကျွန်တော်အဲ့ကလေးရိမ့်မိတယ်ဘာလို့တော့လှမောင်ကသူသေးလုံးမယ်ဆိုတော့သူကြီးစားကပြောတယ်ရှင်သူသေးစားကောင်ပေါ်လုံးရင်ကျုံနဲ့အပြတ်ပဲလို့ပြောတော့ဒီကောင်မလာတော့ဘူးနဲ့တူတာပဲကျုပ်တော့အဲ့လိုပြောတယ်သူနာဟာသူနာလုံးမဲ့ကောင်ငတိုးအမေကငါသားရာရာဆဆသူနာလို့တော့ငါသားရုပ်ရည်နဲ့တိတ်တထမင်းသားလောက်ရမှာပေါ့ตาတွန်းလူဘာဝလို့မလုံနဲ့တိတ်တထမရရင်ဩအဲ့လိုလားဟာမင်းတို့လည်းမသိရပါလားကွာဟိုကောင်စံလှကငကူကသူ့ကိုရုပ်လူကြည့်ရလားခင်ဗျအဖိုးကြီးကိုရုပ်နဲ့သူကလည်းတိတ်တထလုပ်ချင်လို့တဲ့ကျုပ်ကလည်းမဖယ်နိုင်ဘူးကျုပ်ဇတ်ထုတ်ကျုပ်မနဲ့စဉ်းစားထားရတယ်ကျုပ်ကတိတ်တထလုပ်ချင်လို့မှကျုပ်ဟာကျုပ်လုံတာသူ့ဘဲနဲ့လို့ဖဲ့ပြီးမတော့ဟုတ်တာပဲမင်းဘက်ကကြည့်တော့လေဟောတာကယဟန်လုံးမဲ့လူကဟာယဟန်ကတိတ်တထပို့လုပ်ချင်သေးမင်းယဟန်လို့ပါလားတာတော့ဟာလူချင်းလဲရအောင်လုပ်လို့ကျုပ်ကပဲပြီးနိုင်မလဲမင်းသမီးမပါတဲ့ဇက်မှာတိတ်တထကြီး900လောက်ဖြစ်နေတဲ့ကုန်းဆောင်ကနမိတ်ကြီးလေးရင်ဗုဒ္ဓဝင်ကလည်းပဲကျွန်တော်တို့ဖတ်ခဲ့တဲ့စာတွေတဲ့ကိုအခြေပြုပြီးတော့ကျွန်တော်ရေးခဲ့တဲ့ဝတ္ထုလေးပါတာတွန်းဆိုပြီးတော့ရေးပါတယ်